နာရင်ကြောင်းဒီနော်အဲ့တော့ကျွန်တော်တို့ရောက်ရှိလာတဲ့ကြေးရွာကသင်ပြွန်းရွှေမြို့သင်ပြွန်းဟုတ်မရောက်ခင်ကလေးကကျွန်တော်ကိုအားထားနေတဲ့ရွာခင်ဗျဟုတ်ပါဟုတ်လားအလူတကနဲ့အလူမကလည်းသူရထနိုင်ရမကိုငားမဆိုပြီးကျွန်တော်ကိုအားခဲထားတာဟုတ်ရမလူမကလည်းဟလားစိုင်းတောင်မရောက်သေးဘူးကျွန်တော်ပရိသတ်ကအရင်ရောက်အပြည့်ပဲကျေးဇူးတင်ပါတယ်ခင်ဗျာတာရီချတာကိုဖယ်မပေးဘူးဒါလည်းတနာတာနဲ့တက်နေမလိုက်ဘူးလက်နေရမလားရှောင်းသွားလားအဲ့တော့ကိုဝင်းကြီးကို့အားပေးတဲ့ပရိသတ်ရှိနေတာဆိုတော့ကျွန်တော်တို့စိုက်တစ်ဖွဲ့လုံးကလည်းကြိုးသားမှာဒါပဲလေစင့်သွားတဲ့ဆိုင်းစင်းကဗါတဲ့နားတိုင်းကြောင်းတီးပြနားတိုင်းကြောင်းနားဆောင်ကြည့်စမ်းမချဟဲ့
လူငယ်ဆိုင်အယူအဆချက်ပိုင်ဟောတာသူရထက်နိုင်မန္တလာတိုင်းလူငယ်ဆိုင်ဟုတ်တယ်ရှင်းစမ်းမမန္တလာတိုင်းဆိုတာပါမန္တလာတိုင်းဆိုတာကပြိတ္တသူရထက်နိုင်ရဲ့အဖိုးဆရာကမန္တလေးမှာတကွန်ဆက်ခဲ့တဲ့နိုင်ငံကျော်ရွှေတောင်းမြန်အဖိုးဆရာရွှေတောင်းမြန်အဖဆရာကရွှေတောင်းမြန်ရဲ့တပည့်မန္တလေးမြာပရင်မန္တလေးမြာပရင်အဲ့ဒါကြောင့်သူ့ကိုမန္တလာတိုင်းကဆိုင်လို့ပြောတာနံပါတ်1အချက်ဒုတိယအချက်ကသူရထက်နိုင်ရွှေစိတ်စုနှစ်စုရအောင်ပြန်ခဲ့တာမန္တလေးတိုင်းကိုစားပြုအဲ့ဒါကြောင့်သူ့ကိုမန္တလာတိုင်းကဆိုင်မန္တလာတိုင်းဟုတ်တယ်ပရိသတ်တိလူငယ်ဆိုင်ဆိုတော့ကျွန်တော်ပရိသတ်မျက်မြင်ပဲခင်ဗျမြင်ပြီးသားသူရထက်နိုင်အခုမှဟာလား10လပိုင်းက19နှစ်ပြည့်သူကကျွန်တော်20ထဲပဲရှိသေးတာဟုတ်တယ်သူကကျွန်တော်လည်းတစ်နှစ်ပဲကြီးတယ်ဟုတ်တယ်သူတို့နှစ်ယောက်ကမီးဝေမီးထွက်ဘယ်လိုတော့ဒီကောင်ကမီးထွက်တော့ဟဲ့ကောင်တင်ညာကိုကြီးတဲ့မီးတုပ်ကြီးဝင်လာဝမ်းချင်မနာနေလို့ဆိုအဲ့တော့ကျိုးသားမှာတဲပြောစမ်းကွာရွှေတောင်းမြိုင်မြေဇာတိသွေးရွှေတောင်းမြိုင်မြေဇာတိသွေးဂိတမန်တိုင်းဟောတာသူရထက်နိုင်ရွှေတောင်းမြိုင်ရဲ့မြေအစ်စ်ပါခင်ဗျသိပြီသားဆက်ပြောကွာမြပရိသဇာနီဘွားရဘကမန်တိုင်းပြေးပြေးလောက်ပါရဘကမန်တိုင်းရိုးရိုးပြောရဘကမန်တိုင်းအဲ့ဒါဘာလို့ရိုးပြောလို့အဲ့ကောင်ငါမေသီလာကျောင်းတွေကွာဘုန်းကြီးကျောင်းတွေလို့ဘုန်းကြီးကျောင်းရလို့မေသီလာကျောင်းပြောင်းနေတာကွာတော်ရပေါ်မေသီလာပုတ်မလို့လို့ဘာလဲလို့အဲ့လိုလေးလက်ဝါးနဲ့တော်ပြီရပါယူဘကလို့ပြောတာပြောတာရဘကဆိုတာကဘုန်းကြီးကျောင်းတွေဆိုတာကတာနဲ့နနဲ့ဒီကနဲ့ရတ္တနဲ့ဂရုနဲ့လက်ဥနဲ့လက်ဟုနဲ့ပြည်ပြောင်ပြောရတယ်ရူပကဆိုတာကလူပြိန်းနားလည်အောင်ပြောရင်ယူပကမန္တလေးမြို့မှာဆိုင်းပေါင်း150 200လောက်ရှိတယ်အများကြီးအဲ့ဒီထက်ကအလားဆုံးအချောဆုံးဆိုင်းစရာရှင်းဆုံးကထွက်ပါဆိုရင်ပြိတ္တကျွန်တော်ဆိုင်းစရာရှင်းဆုံးကထွက်ရမှာကိုဆိုင်စရာကိုစဖားနေသူများဆိုင်စရာဖားလို့ငါစားမှာမဟုတ်နဲ့အဲ့တော့ယူဘကမန်နိုင်သူရထက်နိုင်ရောက်လာပါပြီသူရထက်နိုင်ဆိုတာနိုင်ငံကျော်ရွှေတောင်းမြိုင်အဖဆရာမန္တလေးမြပရင်ဦးလေးဆရာအောင်မောင်းတောင်ထရွှေပရင်တို့ရဲ့အမွေခံသားအစ်စ်ပါအမွေခံသားအမွေခံသားအစ်စ်မို့အခြေခံအမှားမဖြစ်ရအောင်သူရထက်နိုင်ကိုဆက်ကြပတ်လုံးတွေကိုမိရဲ့လက်နဲ့တပွေးပြန်ကစားပြစ်လိုက်စမ်းပါကောင်းလိုက်တဲ့ဆိုင်စင်ဗါတဲ့တပွေးပြန်ကစားဟုတ်တယ်စိတ်တယ်ကွာငါ့ဟုတ်လားခမရနမဟက်ခက်ဘယ်ညာအတွက်ဟာတာထန်နိုင်တီးတဲ့ပွက်သင်မျိုးမှာသူရထန်နိုင်တီးတာသူရထန်နိုင်တီးတာပါဟုတ်ပြီညီလေးဗျာမင်းဘာလို့တာတီးနေရမရောက်ဘူးတဲ့ဒေတာကိုယ်အားခဲတာတော့ကြိုးစားတီးရဒါပြီးမနက်ဖြန်ကျရင်မန္တလေး39လမ်းတီးရဟုတ်တယ်မန္တလေးမင်းဒီမှာတာတီးနေလို့အဲ့ကြမတီးနိုင်ဘယ်လိုလုပ်ဒါတော့ပဲသိမှာအေးအဲ့ကြမှာလက်နာလို့မတီးနိုင်ဘူးဆိုင်နေကလှတဲ့ကောင်တီးဆိုလို့ကတော့ငါမတီးဘူးနော်ဘာဖြစ်တာမင်းကြီးလိုရတယ်ဒီမှာနားထောင်မှာမဟုတ်ဘူးအာမကောတော်တုံးနေကောဘာလို့တော့ငါလည်းဆိုင်เสียလေဘယ်လိုလို့ဟောစိန်ကြားပြန်ဆိုတာငါပဲဟာစိန်ကြားပြန်ဆိုတာဘာလို့လို့ငါတီးတာကြာရင်တန်းပြန်တာအဲ့ဒါဆိုတီးလိုက်တိုက်တာဟန်ကြီးထိုင်ကြီးဘယ်ညာအတွက်ခဏတီးတဲ့ပွက်ချွေးတည်တည်နဲ့မတော့အားရှာပေမဲ့တပုတ်အသွားလာဘလာတူဘုံမနေလာတဲ့အကွက်နဲ့ချွေးတောင်းမြန်ရဲ့ဂီတနဲ့ညီလေးကိုဝိုင်းချစ်အယိုးတွေကထွက်လာတဲ့ကြောက်လောက်တဲ့လက်ဆိုတာပြစားမှာအဖိုးဆရာရွှေတောင်းမြန်ရဲ့ကြောက်လောက်တဲ့လက်စကြည့်အောင်Hey! Ha! Hey! Ha! Woo! Kali! Ha! Take it on, do it,
ဆိုင်းဧကမှုအစ စားပြီ စိုင်းအခမှုအစာမရှိသေးတာ ဆိုင်းဧကမှုအစဆိုတော့လိုက်ရတဲ့မရအောင်ကြီးမောင်းနှစ်ယောက်ကအတိကောင်းသလောက်မယိုတနည်းတာပလေးသေးဟဲ့ကောင်လေးမင်းတို့နှစ်ယောက်ပြောတာ ကြီးမောင် ဆိုင်းစရာကိုတရားကြီးငါ့ကိုမကြည့်နဲ့ဒိုတိစရာအတိပိုလာအောင်မှတ်စားလို့နဲ့မမကိုခတ်ဆဆပြီးဆိုပြီးတပ်ပရကြည့်လို့ချဒီနေရာမှာရခွင်းလို့တဲ့ ရှက်ကွင်းဒီ ရခွင်းတိတဲ့သားဆိုမင်းကဆိုင်းစရာတချင်းဆိုရင်ရခွင်းမလိုက်နဲ့ ဘာဖြစ်လို့တော့ ဒါမှတချင်းကြိုက်မှာဗောဆရာကြီး တချင်းကြိုက်အောင်ရခွင်းမလိုက်ခိုင်းတာ အတင်းရိုက်ခါလိုင်းအဖွဲမှန်လေးနဲ့ဆိုင်းအဖွဲရဲ့အကြပေးကျုပ်စက်ကြဆိုတဲ့နောက်ထပ်အကြီးနန်းက ပြောစမ်းကွာ ပောက်ကရမဖြစ်ပြမဲ့တမျိုးချစ်ဖို့နောက်စကားတနည်းနဲ့သူရတဲ့နိုင် ကိုစက်ကြ နောက်ကမွေးကိုယောက်ျားဝါတိမယ်